Alo ming lava dini reuse zomi auto pace ka ne biro pian le biro sharing lo to ma phit de dini sharing lo to me ya ga ro Kia 2017 na thang se ko model no Kia da no midi Kia vale Optima number 1 ma pya chin lo no chou pi lai da EX okay EX okay me ya ga ta cha mo no di kong driver side driver side door panelပြောမလား door cover ပြောမလား okay ဒီကောင်ဒီ cover ကိုကျွန်တော်ဖြုတ်နည်းလေးနော်ဘာညာရတော့မပြီးဖြုတ်နည်းလေးကိုကျွန်တော် sharing လုပ်တော့မှဖြစ်တယ်နော် knowledge sharing လုပ်တော့မှဖြစ်တယ် okay အားလုံးကြည့်ရှုပေးကြပါနော် okay ကျွန်တော်လည်းစလိုက်ကြပါဦးကဲကြောက်လေလေးတော့လုပ်မယ်နော်အရင်ဆုံးနော်ကြောက်လေလေးတော့လုပ်မယ်အရင်ဆုံးကဲကြောက်တော့မတူဘူးပေါ့ဖြုတ်ပုံဖြုတ်နည်းလေးနော်ဒီကောင်ကလော်လိုက်မယ်နော်တတူနဲ့ထွက်မလာဘူးကဲထွက်လာပြီကျေးဇူးရှင်နော်ကြောက်လေလေးနဲ့ကလော်လိုက်ပါစကူဆွဲထားတယ်နော်စကူဒရိုင်ဘာလေးနဲ့နော်ဟောဒီကောင်လေးနဲ့ဖြုတ်မယ်နော်လက်နဲ့ဖြုတ်လို့ရတယ်နော်ဒါပေမဲ့ကျွန်တော်မြန်သွားအောင်လို့โอเคဒီကိုလေးမနော်ဘယ်ဒီကောင်ကိုဒီ rubber cover လေးကိုဖြုတ်လိုက်မယ်နော်ကဲဘေးညာနေပဲဖြုတ်ဖို့နော်ပြုတ်ဖို့ရေးကြည့်တယ်ဟုတ်လားဒီကောင်ထွက်လာပြီတွေ့လားဟောဒီကောင်ဖြုတ်မယ်ကဲအဲ့ဒါကိုဖြုတ်မယ်တွေ့လားကျွတ်လာပြီပြီးရင်စိုက်ပြီးတော့နော်ဒီကောင်ရဲ့ကာဘာလေးကိုကျွန်တော်ဖြုတ်ကြည့်ရအောင်ကြောက်လေဒီပြီနော်ချိန်မယ်โอเคထွက်လာပြီတွေ့လားဒီကောင်လေးနဲ့ကြက်ထားတယ်နော်အဲ့နဲ့ဒီဖေးမျိုးမှာဖြုတ်ခင်ဒီကောင်ရင်ဖြုတ်ရမှာနော်အဲ့ဒီကောင်ရင်ဖြုတ်ပြီးတာဖြစ်တယ်ဟောဒီကကျွန်တော်ရဲ့ကျေးဇူးရှင်ကြောက်လေလေးဒီကကြောက်လေကဟောလေးဒီပြင်ပါရှိပါဘူးဟောဒီကြောက်လေပဲတုံးမယ်နော်ဒီအောက်ကိုထိုးလိုက်ပါလွတ်တဲ့နေရာရှိပါနော်โอเคတွေ့လားချောင်းနေရှိမှာအဲ့ဒီနေရာထိုးလိုက်ပါလက်နဲ့โอเคပြီးရင်ကလော်လိုက်ပါနော်ကလော်မယ်တွေ့လားဆွဲလိုက်မယ်နော်အကုန်လုံးဆွဲလိုက်ပါဘာမှကြည့်ရမလို့ဘူးတွေ့လားအကုန်လုံးကျွတ်ထွက်လာလို့တွေ့လားတွေ့ရတယ်နော်โอเคဒီတိုင်းထားမယ်ခဏလေးနော်ကဲထွက်လာပြီဆိုရင်နော်ကျွန်တော်ဖြုတ်ရမှာရှိတယ်ဘာဖြုတ်ရမလဲဆိုရင်တကားတင်းကဒီဟန်ဒယ်လေးကိုဖြုတ်ရမှာဖြစ်တယ်နော်ဒီကပြုတ်တုံချနေရောဒီကနားလေးပြရမယ်နော်ဒီစီကင်းโอเคပြီးရင်ဟိုဒီကောင်အတန်လေးကိုနှိပ်လိုက်မယ်နော်အနေယုံလေးနော်နှိပ်လိုက်ပါပြီးချင်ဆွဲလိုက်โอเคဒါလေးပဲလွယ်လေးနော်โอเคတော့ဖင်ဖြုတ်နေနော်တော့ခါပါပြောမလားဖင်နယ်ပြောမလားဖြုတ်ဖို့ကြံနေလေဆိုရင်ဖြုတ်ဖို့ကြံနေလေဆိုရင်တော့ကွန်ထရိုလုပ်ပြဟိုဒီကရန်တမန်တန်နဲ့ဟလားကဲတွေ့ရလားကြောက်လက်လေးနဲ့နော်ဟိုဒီကောင်ကိုဒီကောင်ကိုဖိလိုက်မယ်နော်ဖိပြီးတော့ဆွဲနှုတ်လိုက်ပါနော်နှုတ်လိုက်နော်တစ်ဖက်ကဖုံးကင်ထားတော့နော်
ဟောဒီကောင်ကျွန်တော်အလေကောင်တက်မှာနော်ဖိပြီးရင်ဆွဲလုပ်လိုက်ပါโอเคကျွတ်လာပြီးနော်ဒီလို switch ကိုကျွန်တော်ဖြုတ်ရမှာဖြစ်တယ်တက်ကူမနေရဘူးโอเคဒီလိုရှိကိုဖြုတ်မယ်နော်ဒီရှိကလည်းလေးလိုက်မယ်နည်းလေးလိုက်မယ်နော်နည်းလေးလိုက်မယ်မြင်ရအောင်လို့ပြောတာကျွန်တော်တော့မြင်ရတယ်ခင်ဗျားတို့မြင်ရဖို့ပြောတာနော်ကဲဒီကောင်အလေးကောင်မှာနော်ပဲစီလေးတို့မို့အလေးကောင်တက်ကိုနှိပ်ပေးလိုက်ပါမြတ်တော့ဖြစ် socket ကအလေးကောင်မှာရှိတယ်နော်အဲ့ဒီကောင်ကိုနှိပ်မယ်နှိပ်ပြီးရင်ဆွဲနှုတ်လိုက်ရုံကဲဒါလေးပါပဲနော်ကဲပြန်လာတော့ရှင်ခုဆောနာကျွန်တော်ဖြုတ်တဲ့ဟာဒီကောင်နော်โอเคဒါပါပဲနော်Kia 2000second model နော် Optima okay အဲ့တော့ချုပ်နီးလေး sharing လုပ်ပြီးတော့ဖြစ်တယ်နော်တွေ့ရလားသူ့ model လေး okay အားလုံး like share subscribe လေးနေပေးဖို့မမေ့ပါဘူးမျိုးတွေနော်နောက်တဲ့ဗီဒီယိုပို့ပြီးတော့ကျွန်တော် sharing လုပ်သွားနိုင်အောင်အားပေးကြပါဦးလို့ကျွန်တော်မေတ္တာရက်ခံခြင်းနဲ့အားလုံးကိုကျေးဇူးတင်တယ်အားလုံး thank you bye see you guys